အားလုံးပဲမင်္ဂလာပါ The Update New ကနေကြိုဆိုပါရစေဒီနေ့ရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးချင်တာကအားလုံးမျှော်လင့်နေကြတဲ့9နှစ်တာတော်လှန်ရေးမှာစစ်ကောင်စီဘက်ကအမိန့်စာတစ်စောင်ထုတ်ပြန်လာခဲ့ပါတယ်သတင်းလေးကိုဆက်ပြီးသိရှိလိုပါက Like and Subscribe လေးလုပ်ပြီးတော့မှပြန်တင်ဆက်ပေးလိုက်ပါမယ်အားလုံးပဲမင်္ဂလာပါ2026ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာဏာသိမ်းမှု9နှစ်ပြည့်တဲ့ဒီနေ့မှာမြန်မာနိုင်ငံရေးရအလဲပြောင်းသိတစ်ခုရှေ့ကိုဦးတည်နေပါတယ်။ဒါပေမဲ့အဲ့ဒီအလဲပြောင်းကအောင်ပွဲလားအရှုံးလားဆိုတာကိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်းဝေခွဲရခတ်နေသေးပါပဲ။မနေ့ကဇန်နဝါရီလ31ရက်နေ့မှာထွက်ပေါ်လာတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်စီရီယံလောကသားတွေကိုရိုက်ခတ်သွားစေခဲ့ပါတယ်။စစ်ကောင်စီကထပ်ဖိတ်ခေါ်လိုက်ပြန်ပါပြီစီရီယယ်ဝန်ထမ်းတွေကနီးစပ်ရာဌာနဆိုင်ရာတွေရဲစခန်းတွေနဲ့ပြည်ပရောက်တန်ရုံးတွေမှာပြန်လဲသတင်းပေးဖို့ပါပဲသူတို့ပေးထားတဲ့ကတိကတော့တစ်ခုတည်းပါပဲတင်မှုမရှိရင်နာမည်ပဲစရင်းကနေမှပဲဖြတ်ပေးမယ်တဲ့များသောအားဖြင့်ပြောရမယ်ဆိုရင်တော့ blacklist သမားတွေပေါ့နော်ဒါပေမဲ့အဲ့ဒီကတိရဲ့နောက်မှာတော့စစ်ချင်းဆိုတဲ့ကြီးမားတဲ့စစ်ဆေးမှုကစောက်ကြိုနေပါတယ်ငါးနှစ်တာကာလပတ်လုံးစီရီယံတွေကစီးပွားရေးစစ်ပွဲတစ်ခုတည်းကိုတွန်းပို့ခံခဲ့ရတာပါနိုင်ငံကူးလက်မှတ် passport တွေကိုပိတ်ဆို့ထားတဲ့အပြင် PSMF စနစ်နဲ့လမ်းစုံလမ်းကွာတိုင်းမှာစောင့်ကြည့်ခံခဲ့ရပါတယ်အလုံးလောက်ကန်ခွင့်မရှိအောင်လဲပိတ်ဆို့ထားတဲ့အပြင်ကိုအခုရွေးကောက်ပွဲအပြီးမှာဒီဖိတ်ခေါ်ချက်တွေထွက်လာတာဟာတိုက်ဆိုင်မှုလို့ဆိုနိုင်မလားဌာနဆိုင်ရာတွေမှာမလဲပတ်နိုင်တော့တဲ့ရန်ရာကြီးကိုအသက်သွင်းဖို့အတွက်စီရီယံတွေရဲ့ကျွမ်းကျင်မှုကိုအရေးပေါ်လိုအပ်နေရလားဆိုတာကတော့စဉ်းစားစရာတစ်ခုပါပဲဒီဘက်ကစီရီယံတွေမှာတော့တစ်ဖက်ကမိသားစုစားဝတ်နေရင်းနဲ့လွတ်လပ်စွာသွားလာခွင့်နောက်တစ်ဖက်မှာတော့စစ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဖမ်းဆီးနိုင်ခြေအများဆုံးဖြစ်တဲ့ဒီနှစ်ခုကြားမှာစီရီယံဝန်ထမ်းတွေကရှေ့ကိုလည်းတိုးမရနောက်ကိုလည်းစုပ်မရတဲ့အခြေအနေတစ်ခုမှရောက်နေပါတယ်ဒါအိမ်ပြန်လန်းအတွက်ကိုတကားဖွင့်ပေးတာလားဒါမှမဟုတ်ဘူးဆိုရင်ထောက်စီကိုဖိတ်ခေါ်နေရလားဆိုတာဒီဗီဒီယိုကိုကြည့်နေတဲ့ subscribe တွေရဲ့အဖြေကရှိမှာပါသတင်းဆိုတာအချက်လက်တွေမကပါဘူးလူတွေရဲ့ဘဝတွေလည်းပါဝင်နေပါတယ်နာမည်ပဲအစရင် blacklist စရင်ကနေမှပယ်ဖြတ်ပေးမယ်ဆိုတဲ့ဒီကမ်းလှမ်းချက်တွေကဘယ်လောက်အထိကိုအလုပ်ဖြစ်မလဲဒီဗီဒီယိုကိုကြည့်နေတဲ့အမျိုးတို့ရဲ့အမြင်ကိုလက်ရှိရင်ဆိုင်နေရတဲ့ခက်ခဲတွေကိုပါကွန်မန့်မှာရေးပေးသွားပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်